မင်းဒီကဘာကနေလွတ်မြောက်ချင်ရင်လက်ရှိရောက်နေတဲ့ဇက်ကောင်နေရာမှာပဲအပီပြင်ဆုံးတရုတ်ဆောင်ပြစ်လိုက်ပါတယ်ပညာရှိအဖွားဦးကြီးရဲ့စကားတစ်ခွန်းကဒီလာကိုနိုးထသွားစေခဲ့ပါတယ်သူမဟာလက်ထက်လက်စွပ်ကိုပြန်ဝတ်မိတ်ကပ်တွေပြင်ပြီးဟန်ဒန်ဆိုတဲ့အမျိုးသမီးအဖြစ်အကောင်းဆုံးတရုတ်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူမဟာဆရာဝန်တွေကိုလည်းကျေးဇူးတင်ကြောင်းပြောပြီးအခုဆိုရင်စိတ်ပြန်ပန်းသွားပြီဖြစ်ကြောင်းခင်မိုးနဲ့ကလေးတွေစီပဲအမြန်ဆုံးပြန်ချင်ပြီဖြစ်ကြောင်းတရုတ်ဆောင်ပြခဲ့ပါတယ်နောက်ဆုံးမှာတော့သူမရဲ့အမှုပညာပြောင်မြောက်မှုကြောင့်စိတ်ကျန်းမာရေးစေယုံကနေလွတ်မြောက်ပြီးအိမ်ပြန်ရောက်လာခဲ့ပါတယ်ဒါပေမဲ့အိမ်ပြန်ရောက်တော့လဲဟန်တစ်ဖြစ်ညဘက်ဆိုရင်သူမအပေါ်အမြဲတမ်းအခွင့်အရေးချောင်းခဲ့ရတာပေါ့ကံကောင်းထောက်မှစွာနဲ့တားဖြစ်သူရှိနေလို့သာဒီလာတယောက်အချိန်ချင်းလွတ်မြောက်ခဲ့ရတာပါဖြစ်မှာတော့ဇလန်းဟောင်းကချစ်သူရှောင်ရှုံစီပြန်သွားပြီးမိမိရဲ့အမှုပညာအရေးချင်းနဲ့ပဲဘဝတစ်ကိုပြန်ဆဖို့ကြိုးစားပါတော့တယ်သူမဟာလှလှပပပြင်ဆင်ပြီးဇလန်းဟောင်းကချစ်သူစီအပြော်တန်းတရုတ်ဆောင်တယောက်အနေနဲ့ချင်းကပ်ခဲ့ပါတယ်ဒရိုက်တာနဲ့ပေးတွေ့ဖို့အကူအညီတောင်းတဲ့အခါကျမှဒီကောင်ကကူညီချင်းအောင်ဆောင်ပြီးအခွင့်အရေးနိုင်ချင်တဲ့လူယုံမှမှန်ဒီလာတယောက်ကောင်းကောင်းကြီးတီးလိုက်ရပါတော့တယ်ဒီလိုနဲ့အရေးချင်းစစ်စစ်ပွဲမှာဒီလာကမျက်ရည်ဆက်လက်နဲ့အကောင်းဆုံးတရုတ်ဆောင်ပြနိုင်ခဲ့လို့ဇက်ကောင်တစ်ခုကိုအောင်မြင်မြင်ရရှိခဲ့ပါတယ်အရာရာအဆင်ပြေနေတော့မှာပဲဘန်မန်နေဂျာကသူမနောက်ကိုထက်ချက်မကွာလိုက်လာပြီးခိုးထားတဲ့ငွေတွေအားလုံးကိုအမြန်ဆုံးအပ်ဖို့ချိန်ချောက်ပါတော့တယ်တကယ်တော့ဒီလာနဲ့ဘန်မန်နေဂျာဟာအလုပ်အာဏာကိုတုံးပြီးလူမိုက်ခိုင်းတွေအတွက်ငွေကြေးခွာချပေးနေကြတာပါကံကောင်းစွာနဲ့လင်းတော်မောင်ရောက်လာလို့မန်နေဂျာလည်းလန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်ဒီလိုနဲ့ဒီလာတယောက်အိမ်မှုကိစ္စတွေလုပ်ရင်းစက်တိုက်ရင်းနဲ့ဟန်တန်ရဲ့ဘဝတွေကိုတဖြည်းဖြည်းလုံးလုံးရလျားစီးဆုံးမျိုးပါသွားခဲ့ပါပြီဒီနေ့မှာတော့အိမ်တန်ရှင်းရေးလုပ်ရင်းဟန်တန်ဝက်ထားတဲ့ငွေထုတ်ကြီးကိုတကယ်ပဲရှာတွေ့သွားခဲ့ပါတယ်အခုတော့သူမအတွက်ရှစ်ဆက်ဖို့မျှော်လင့်ချက်တွေပိုလင်းလက်လာခဲ့တာပေါ့ဒါပေမဲ့လူမိုက်ကိုင်းတွေကတော့သူမနောက်ကိုရောက်ရှိလို့လာပါပြီစက်တိုက်ပြီးအိမ်ပြန်လမ်းမှာတော့ဒီလာရဲ့ကားဟာမတော်တဆမှုတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်။တတိပြန်ရလာတဲ့အချိန်မှာတော့ကားပေါ်မှာစာတစောင်ရောက်နေပြီး24နာရီအတွင်းပတ်စံတွေအကုန်ပြန်ပေးဖို့အချင်းချောက်ထားတာကိုတွေ့လိုက်ရပါတယ်။သူမစိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်လာတဲ့အခါလင်းတော်မောင်ကကားပျက်စီးသွားတာကိုစိတ်မဆိုးတဲ့အပြင်နှွေးနှွေးထွေးထွေးနဲ့အတိတ်ကအကြောင်းတွေကိုပြောပြီးနှစ်သိမ့်ပေးရှာပါတယ်။နောက်တစ်နေ့ဟာဒီလာရဲ့ပွဲဦးထွက်တရုတ်ဆောင်ရမယ့်နေ့ဖြစ်ပါတယ်။သူမဟာလင်းတော်မောင်အတွက်နှုတ်ဆက်စာတစ်စောင်ခြံထားခဲ့ပြီးဒီပွဲပြီးရင်ပတ်စံထုံးတဲ့အတူဘဝတစ္ဆာကိုပြင်ဆင်ထားတာပါ။ဒါပေမဲ့အိမ်ကထွက်ချင်းမှာပဲရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်။သူမကတော့ပတ်စံကိစ္စမိသွားပြီးအောက်မိတာတကယ်တော့မနေ့ကကားတိုက်မှုကြောင့်အများပြည်သူပိုင်ပစ္စည်းလို့ဒဏ်ငွေ200နဲ့လိုင်စင်3မှတ်ဖြတ်ခံရတာပဲဖြစ်ပါတယ်ပွဲမစခင်စက်ရုံကိုအမိပြေးလာခဲ့ပေမဲ့ဒရိုက်တာကသူမရဲ့နေရာမှာတခြားလူတစ်ယောက်ကိုအစားထိုးလိုက်ပြီလို့ပြောလာပါတယ်အကြောင်းရင်းကတော့သူမဟာအိမ်အောင်ရှင်မဖြစ်တာကိုလိန်ညာပြီးအပြော်တန်းတရုတ်ဆောင်ဖြစ်ကိုရေးရဆိုရင်အတုလုပ်ထားလို့ပါပဲဒီအချိန်မှာတော့ထိတ်ဆုံးကိုပြန်တက်လန်းမဲ့ဒီလာရဲ့အိမ်မက်တွေတဲတဲ့ရေတုံဖြစ်သွားခဲ့ရပါပြီသူမဟာစိတ်တက်ကြစွာနဲ့တိုက်ပေါ်ကိုပြေးတက်သွားပြီးမိုးတဲထန်စွာရွာသွန်းနေတဲ့ကြားထဲမှာသူမဘဝရဲ့နောက်ဆုံးတရုတ်ဆောင်ချက်ကိုအပီပြင်ဆုံးကားပြဖြော်ပြလိုက်ပါတော့တယ်တိုက်အောက်မှာတော့လူမိုက်ကိုင်းတွေရောက်နေပြီဖြစ်ပြီးသူမဟာပတ်စံတွေကိုလေထဲကိုအကုန်ကျဲချပစ်လိုက်ပါတယ်မိုးရေတွေဆူရွှဲနေတဲ့စပင်တွေကိုတက်တင်လိုက်တဲ့စက္ကန့်ပိုင်းမှာပဲအံ့ဩစရာကောင်းကောင်းနဲ့သူမဟာရိုက်ကွင်းထဲကိုပြန်ရောက်သွားပါတော့တယ်ခုနကအရာအလုံးဟာအိမ်မက်တစ်ခုလားလို့တွေးနေမိပေမဲ့လက်မောင်းကဒဏ်ရာကတော့အထင်ရှားရှိနေသေးပါဒါပေမဲ့ဒီအရာတွေကိုဖျက်ဆီးပြီးတဲ့နောက်ဒီလာတယောက်ဘဝရဲ့အတိတ်ပဲနဲ့အောင်မြင်မှုရဲ့အနှစ်သာရကိုပိုပြီးနားလည်သွားခဲ့ရပါတော့တယ်